ဒီနေ့ကတော့ကိုယ်တိုင်မျှော်ရတဲ့ငါ့ကိုချက်စားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကြည့်ကြပါတော့မျှော်ရတဲ့ငါလေးပေါ့နော်တော့မျှော်ရတဲ့ငါလေးပေါ့ဒီရခိုင်ကိုစားမယ်ဟမ်ကဲဒီချောင်းငါတို့ဘယ်လိုဖြေနေဆိုပြအောင်ရပြီဆောလိုက်လက်ပီလေးပေါ့နော်ဒီလိုတည်းရဲ့ရှင်မှာကျွန်တော်တို့ဒီင်းပြူလှူဆောက်ဖို့အတွက်ထပ်ထားမိတာဖြစ်ပါတယ်။ဒီပီလေးမကောင်းတော့သူကတေးပြီးပွဲလို့โอเคပြီးပါတော့ဒါတော့မြေခွက်တော့မဆေးရလဲရလေတော့ကိုယ်တိုင်ညှောထားတဲ့ငေါ့ကိုကိုယ်တိုင်စောပြဟာဒီသေးกว่าနည်းနည်းလေးပေါ့ချက်ခါကြည့်လိုက်ဟောရှယ်အသာစားချက်နဲ့ခိုင်းလို့ရှယ်လားဟာဘာကြီးလဲကြည့်လိုက်ရင်းလေးတမတေးရပေါ့ဘာကြီးလဲကြောက်ချောင်းဒီလေကိုကြီးအနီမေကြောက်ချောင်းလေးမိကြလားဆွဲ